ကဲခုကတော့ကျွန်တော်ကတော့အလုပ်လုပ်ဖို့တေးတွားနေဖြစ်ပါလေမနေ့စောစီထွက်လာခဲ့တော့ဟာချမ်းအေးရအေးအနေကကြာဆိုတော့ကဲပူတော်တော့မဟုတ်ဘူးနော်စောင်းနေမို့လို့မကြနေပါကျွန်တော်ဒီနေ့ကျွန်တော်ကတော့အလုပ်ကနေပြန်လာပြီဖြစ်တဲ့အတွက်ဒီနေ့အိမ်မှာဝိုင်းကူလောက်တာပါအဲ့အတွက်ကျွန်တော်ဒီနေ့ daily vlog လေးပြန်ရေးပြအောင်ဖြစ်ပါတယ်ဒါကျွန်တော်တို့လမ်းတစ်လျှောက်ဖြစ်ပါတယ်ဒါကျွန်တော်လာရတာပေါ့နော်ဒီမှာရှောင်းပြမရှောင်းနော်အခုဒါမိုင်ဝဲလောက်တွားအောင်ပါဗျာကျွန်တော်မိုင်ဝဲလောက်တွားအောင်ပါဟိုးပါမိုင်ဝဲလောက်တွားအောင်ပါကျွန်တော်တယောက်မှခင်ဗျားတို့တစ်ခေါက်ပြန်ပြအောင်လဲကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့အခုကတော့မိုင်ဝဲလောက်ခီးဆက်အောင်မှကြောင့်ကိုဒီလောက်ပါပဲမနေ့ပိုင်းမှာကျွန်တော်နေရန်ကြတဲ့အတွက်ကောင်းလိုင်းတိုက်ပါတယ်ကောင်းလိုင်းတိုက်တာတော့အလုပ်အရန်ကြတဲ့အတွက်ကျွန်တော်မရိပ်ပြထားပါဘူးဒါကြောင့်နေ့လည်ခင်းနေပူတဲ့အချိန်မှာကျွန်တော်ကကောင်းလိုင်းစီဖို့အတွက်ဘယ်လိုဝတ်စားလေးဝတ်ပြီးဆင်းနေဆိုတော့ကျွန်တော်ပြင်ဆင်တာလေးပြထားတာပါဒီဘက်ဝတ်ပြီးတော့ကျွန်တော်ကောင်းလိုင်းစားစီပါတယ်မနေ့ကကျောင်းတော်မှာဖြစ်တဲ့အတွက်ကောင်းလိုင်းပြောနေစီနေတာပါကောင်းလိုက်စီးကပါတော့မှာအင်ကြီးပိုင်းချုပ်ကြည့်တဲ့ခန့်ဘလို့ဒီလို့ဘာညာရှိချောင်းပေါ့အားနဲ့တေးမကြီးကျုံးမလေးရောဒါမဲ့လည်းတေးမကြီးကျုံးနေဆိုမယ်စောစီပြလာပါလေdreams she'll never keep I sip my coffee miss my cue still anchored by my fear but time rolls on like open road and soon she won't be here ကိုကကျွန်တော်ပြန်ပါပြီကျွန်တော်အခုအိမ်ကိုလုတ်ကူးတာပေါ့နော်အခုအိမ်လုတ်ကူးပြပါရညာတော့မဟုတ်ဘူးအမြင့်ပြန်လာတာပါမဲ့ဖက်ကြောင်းသွားရမယ်အတွက်အမြင့်ပြန်လာအခုကျွန်တော်ပြန်မဲ့လမ်းမှာခင်ဗျားတို့ပြပေးရတဲ့တခုရှိတော့ပါအဲ့တော့ညနေစီးတော့မြောက်လေးကကျွန်တော်ပြန်လာနည်းနည်းစောတယ်အဲ့တော့ဖြစ်လို့ပဲကြိုက်တော့ဒါပဲကြီးလေးတော့မဆောက်ထားကျိုးတဘာဝလာဆိုခံစားတတ်ရတယ်ကဲကျိုးတဲ့ဟိုဘက်ကမှရှိတာပါကိုတော့ပြန်มาတော့မယ်ခင်ဗျ